တို့ဒီမှာတော့ကျွန်တော်ပြပောင်းမိကလို့ကျွန်တော်ဒီပြင်မျိုးတက်စင်နေဆိုတော့ကျွန်တော်ဒီပြပြီးတော့မှာနော်ဒီပြပောင်းမှာဆိုရင်ကျွန်တော်ဒီပြပောင်းမှာဆိုရင်ဒီလမ်းကျွမ်းတူဝင်ပါနော်လမ်းကျွမ်းတူဝင်မယ်တူဝင်တော့ဒီကိုပြထွက်လာအောင်နော်ဒီကိုပြထွက်လာပြီးတော့ဒီကိုပြဝင်လာအောင်နော်ဒါကြောင့် neutral ပေါ့နော်ဒီ neutral ကျိုးဝင်နေနေအောင်နော် n လို့ရေးထားအောင်နော်တို့ဒီ l လို့ရေးထားတာလမ်းကျိုးဝင်နေအောင်နော်ဒီ close မှာကျွန်တော်တို့ဒီ l1 လို့ရေးထားပါတော့တို့ဒီဒါလမ်းကျိုးဝင်နေပေါ့နော်တို့ဒီ l2 ကြောင့်လမ်းကျိုးပြန်ထွက်တဲ့ပေါ့နော်ဒါကြောင့်တူဝေးပေါ့နော်ဒီလမ်းကျိုးပြောဆိုကျွန်တော်ဒီမိသီးနှလုံး close တစ်ခုနဲ့ကျွန်တော်ဒီထုံးလို့ရတဲ့ close ပေါ့နော်ဒီပုံစံလေးပြအောင်နော်ကျွန်တော်ဒီလမ်းကျိုးကတူဝင်မယ်တူဝင်ပြီးတော့ကျွန်တော်ဒီကလုံးနှိမ့်လိုက်ရတယ်ကျွန်တော်ဒီလမ်းကျိုးနဲ့ဒီကျိုးနဲ့ဆက်အောင်နော်ဆက်ပါတဲ့အချိန်မှာကျွန်တော်ဒီလမ်းကျိုးကတူရောက်လာပါတော့ဒီလမ်းကျိုးတူရောက်မယ်ပြီးတော့ neutral ပေးလိုက်မယ်ကျွန်တော်ဒီသုံးလို့ရပါတော့ဒါဒီကျိုးလမ်းကျိုးပေါ့နော်ဒီကျိုး neutral ကျိုးပေါ့နော်တို့ဒီမှာတက်ရတယ်ဒီကျိုးလမ်းကျိုးဒီကျိုး neutral ကျိုးပေါ့နော်တို့ဒီ tester နဲ့ထောက်ရင်တို့ဒီမှာမီလင်းရောဒါလမ်းကျိုးပေါ့နော်ဒါမီလင်းပေါ့နော်ဒါ neutral ကျိုးပေါ့နော်တို့ဒီလမ်းကျိုးကတက်အောင်ပေါ့နော် neutral ကျိုးကတက်အောင်ပေါ့နော်
လောလေးဒီတိုင်းပေါ့နော်ကလောလေးဒီကျွန်တော်ဒီလမ်းကျော်ဒီမှာဝင်ပါနော်ဒီမှာပြန်ထွက်လာပါနော်လမ်းကျော်ဒီကလောကျော်ဒီဖွင့်လိုက်လို့ရှင်ဒါနဲ့ဒါနဲ့ဆက်သွားပြီးတော့ကျွန်တော်ဒီတစ်ချောင်းလေးပြပါမယ်နော်ဒီကလပ်ပေါ်ရောဒီခလို့ရောကျွန်တော်ဒီခလို့ဒီကလပ်ပေါ်ရခလို့နေတယ်ကျွန်တော်သုံးလိုက်ပါနော်ဒီကျော်ကတော့ neutral ကျော်ပါနော် neutral ကျော်ဖြစ်မယ်ဒီကျော်ကတော့ line ကျော်ဖြစ်ပါမှာနော်ခုနကကျွန်တော်ပြလို့ပဲကျွန်တော်ဒီ line ကျော်မှာပဲကျွန်တော်ဒီ line ကျော်မှာပဲကျွန်တော်ဒီတက်မှာနော် neutral ကျော်မှာတက်မှာနော်ကျွန်တော်ဒီလိုမျိုး tester နဲ့ထောက်လိုက်လို့ကျွန်တော်ဒီမင်းလင်းလို့ရှိရင်ဒါ line ကျော်ပါနော်ဒါမင်းလင်းတော့ဒါ neutral ကျော်ပါနော်ဒီလိုဆိုကျွန်တော်သုံးလို့ရပါတော့ဒါရိုးရှင်းလေးပဲပေါ့နော်